မိသူမိဝါဆိုတာကဖြင့်အမိန်ပါများကချစ်ခင်လို့မှဲ့ထားတာဖြစ်ပါတယ်စင်ကြက်ကဖြင့်ပင်ကိုယ်ရှိကိုအမှန်ပြောရလို့ရှိရင်ဖြင့်ယုံနာနှစ်ပါးနဲ့ခန္ဓာ၅ပါးဖြန့်လိုက်ရင်ခန္ဓာ၅ပါးပြန်လိုက်ရင်ယုံနာနှစ်ပါးဖြန့်လိုက်ရင်ခန္ဓာ၅ပါးပဲရှိအဲ့တော့အတည်ပြုကမှာကအရှိကိုအတည်ပြုကြသူများမှဲ့ထားတဲ့နာမည်ကိုအတည်မပြုပါနဲ့လို့သတိပေးလိုက်နော်သူများမှဲ့ထားတဲ့နာမည်ကတော့ဖြင့်မျိုးမျိုးပဲနာမည်တွေမှဲ့ကြမှာပေါ့ဗျာမဲ့ပဲမှန်ညာတော့လဲနာမည်အလိုက်ကခန္ဓာရှိနဲ့ကြိုက်ပါရဲ့လားလို့မေးတဲ့အခါကျတော့နာမည်ဖြင့်ချစ်လို့ခင်လို့နမိတ်တွေယူပြီးမျိုးမျိုးမှဲ့ကြညာတော့လေတဲ့ခန္ဓာကတော့လိုက်မယ်မဟုတ်ပါဘူးဓမ္မတွေရကိုသာကသမီကိုမီကိုမြတ်ဆိုလို့ရှိရင်ဖြင့်မျိုးမျိုးဖုံဖုံစိန်တွေရွှေတွေမြတွေတက်ပြီးမှဲ့ကြမှာပေါ့ဗျာခန္ဓာကလိုက်ကြလားလိုက်ပါဘူးဒါပြန်အရှိကမပြန်ဘူးဆိုတဲ့အဓိပ္ပာယ်ရှင်းသွားအရှိကပြန်သေးရဲ့မပြန်တော့ဘူးတဲ့ဓမ္မတို့ကသတိထားကြကဒီခန္ဓာ၅ပါးပဲရှိတော့ဒီခန္ဓာ၅ပါးသည်ဓမ္မတွေဒုက္ခပေးလေသမျှခန္ဓာကဆိုတာကမှတ်ထားလိုက်တော့နာမည်ကပေးတာမဟုတ်ဘူးအရှိကပေးတာနာမည်ကပေးသလားအရှိကပေးသလားယူပခန္ဓာကလည်းခဏခဏဖောက်ပြန်ပြဝေဒနာခန္ဓာကလည်းဝမ်းမြောက်အောင်လုပ်ပြလိုက်တခါတလေတတ္တဝါတွေသတ်ပြလိုက်ဒုက္ခဝေဒနာလည်းသတ်ပြတဲ့အခါပြသေးတာသဉ္ဇခန္ဓာတခါတလေကြတော့သူမှတ်တဲ့အခါဝမ်းမြောက်လိုက်တခါတလေသူမှတ်လွဲလို့ဆဲတော့မှားပြီးများသိလိုက်တဲ့အခါမျိုးပါသေးသဉ္ဇာလည်းသတ်တာပဲနော်တတ္တဝါညာတံမပြည့်နှိမ့်ဆက်နေတာကခန္ဓာ၅ပါးလို့ခွန်ကြီးတို့ဓမ္မတွေမှတ်ထားပါနော်အဲ့ဒီခန္ဓာ၅ပါးဟာသူ့ပင်ကိုယ်သဘောကဖြင့်ဖြတ်နဲ့ခဏခဏဖောက်ပြန်ပြည့်စည်နေတာခန္ဓာ၅ပါးပင်ကိုယ်သဘောကဘာပါလိမ့်ဖောက်ပြန်ပြည့်စည်နေတာအဲ့ဒါဓမ္မတွေကသူ့ပင်ကိုယ်သဘောသိအောင်စူးစိုက်ပြီးကညာလင်းနဲ့စောင့်ကြည့်နေရမယ်တဲ့ဝိပဿနာဆိုတာခန္ဓာကဘာပြောတယ်ဆိုတာစောင့်ကြည့်ရတာဝိပဿနာလို့မှတ်လိုက်စမ်းဝိပဿနာဆိုတာဘုန်းကြီးတို့ဓမ္မတွေအလွန်ခဲရင်တယ်လို့အောက်မေ့ပြီးကလာနေကြညာဆိုတယ်ဆရာမပြနီးမရလို့သာလျင်ဥက္ကမလည်းရှုပ်ပွေနေတာမှန်ပါပါသေးသေးချာချာရှင်သာရိပုတ္တရာကဟောတာကတော့ဝိပဿနာကွာတဲ့အရှိခန္ဓာကြီးကပြောတာမင်းတို့ကစောင့်ပြီးကြည့်နေဖို့ပါပဲဝိပဿနာဆိုတာအရှိခန္ဓာကြီးကပြောတာစောင့်ကြည့်ကြပါဓမ္မတို့ခန္ဓာ၅ပါးရှိတရားကြီးကအမျိုးမျိုးသောဖောက်ပြန်မှုအမျိုးမျိုးသောပျက်စီးမှုတွေကိုပြတာကိုဒီကညာနဲ့စောင့်ကြည့်နေပြီဆိုမှပြန်ဝိပဿနာဖြစ်တော်တာပဲလို့ဥပါရင်တို့ခမောင်တို့မှတ်ဖို့ပေါ့မှန်ပါဗျာဟောဒါဖြင့်အလုံးစုံဓမ္မတွေဝိပဿနာဆိုတာရှုရမယ်လို့လားစောင့်ပြီးကြည့်ရမယ်လို့လားဆိုတာသတိထားပါစောင့်ပြီးကြည့်ရမယ်လို့နော်စောင့်ပြီးကြည့်နေတော့သူယူပခန္ဓာကလည်းယုတ်တိတိယူပန်းဆိုတော့လေသူကတော့ဖောက်ပြန်တာခန္ဓာ၅ပါးကလည်းတို့ကျန်တဲ့ခန္ဓာတွေကလည်းဘာလို့ပန်နေမလို့ဆိုသူတို့လည်းအကုန်ပဲလောကနာပလုဒနာထင်တဲ့လောကောလို့ဆိုသောကြောင့်ခဏခဏပြက်လိုက်သူတို့နေတာပဲအဲ့တော့ဒါကိုဘုန်းကြီးတို့ဓမ္မတွေကစောင့်ပြီးဒီကလာထိုင်ဘုရားရှိခိုးထိုင်ကိုယ်ရတဲ့မှာပဲထိုင်မတိုင်းချင်းပဲလည်းပဲနေချင်းသလုံးနေပါဘုရားသခင်ကိုရမကြီးကဥပဒနာရှုတာဘယ်လိုနေရမယ်လို့မဆိုပါဘူးဘယ်နဲ့ကြောင့်ဘယ်လိုနေရမယ်လို့မဆိုဘူးလို့ဆိုရတယ်ဆိုတော့ဥက္ကမောင်တို့ကသတိထားမိပါလိမ့်မယ်နော်အိတ်တာလည်းအိတ်ရရှုกว่าလို့ပြောမှန်ပါပါသွားတာလည်းသွားရင်ရှုရတာပဲမပြောဘူးလားဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေကဥပဒနာဆိုတာကအပေါင်းမဝခင်တော့ထိုင်ကြတာပေါ့ဗျာနောက်အပေါင်းဝလာတဲ့ခါကျတော့ဖြင့်အားလုံးဥပါတို့ဘာမှမလိုတော့ဘူးတွေ့တဲ့ချိန်ဟာသူကပြောတဲ့ချိန်ဥပဒနာချိန်ကြီးမှတ်လိုက်မှန်ပါဗျာရှင်းမလားရှင်းပါပါခန္ဓာကပြောတဲ့ချိန်ဟာခန္ဓာဆိုတာကလည်းဓမ္မတို့ဘယ်ချိန်မပြောဘူးလို့ဘယ်တော့မှမယူနဲ့အမြဲတမ်းဖောက်ပြန်ပြည့်စည်တဲ့ခန္ဓာကြီးဖြစ်နေတော့သွားလည်းဖောက်ပြန်ထိုင်လည်းဖောက်ပြန်အိတ်လည်းဖောက်ပြန်စောင်းနေလည်းဖောက်ပြန်တာပဲသမင်းစားနေလည်းဖောက်ပြန်တာပဲဆေးလိပ်တောင်းနေလည်းဖောက်ပြန်ပြည့်စည်နေတာပဲကျိုးတာပဲ့တာလဲဩဒါဖြင့်ဥပါရင်တို့
သေးသေးချာချာစဉ်းစားကြည့်တော့မှဩနိဗ္ဗာန်ဒီခန္ဓာကပြောတဲ့အချိန်ကြည့်တဲ့အချိန်မှာဉာဏ်သက်ရောက်ပြီးဒီကလာဒီခန္ဓာမလို့ခြင်းလို့ဆုံးတဲ့အချိန်မှာဖြင့်အိရင်ဆုံးတဲ့အိရင်နိဗ္ဗာန်ရတာပဲဒါဖြင့်ဓမ္မတို့ဥပဒနာဆိုတာဘယ်အဓိပ္ပာယ်ပါလိမ့်မလို့ဆိုတော့ယနေ့ရှင်းမလားရှင်းပါဘူးစောင့်ကြည့်ရမယ်အဓိပ္ပာယ်သဘောပါကြအဲ့နေလဲစောင့်ကြည့်နေရပြီးဒီကလာလဲစောင့်ကြည့်ရင်ကြည့်လိုက်သွားရင်လဲစောင့်ပြီးကြည့်ပါ तू ဘာလုပ်နေလဲ तू ဘယ်လိုဖောက်ပြန်နေတယ်ဆိုတာဥက္ကမောင်ကြည့်ပေးပါနော်မှန်ပါပါဆိုကြတော့ကြည့်ပေးတော့လောကီဥမာပြောကြပါဆိုလို့ရှိရင်မြောက်ဟာအငြိမ်မနေဘူးဆိုတာတရားဓမ္မတွေလူတိုင်းသိမြောက်ဟာဗါတဲ့ဗျအငြိမ်မနေတာကိုဘေးကမြောက်ရှင်လုပ်တဲ့ပုဂ္ဂိုလ်ကမြောက်ရှင်လုပ်တဲ့ပုဂ္ဂိုလ်ကကြည့်နေလဲရှိရင်ဖြင့်တော်ကြကြနဲ့ခုံပြန်ပြီးတော်ကြဆော့ပြန်ပြီးတော်ကြသစ်ပင်တက်ပြန်ပြီးတော်ကြကျွန်းပြန်ထိုးချပြန်ပြီးဥက္ကမောမျိုးမျိုးတော့မြင်ရမြောက်သဘောကသူအငြိမ်နေတဲ့သဘောပါပါတယ်မပါတော့မြောက်ရှင်လုပ်တဲ့ပုဂ္ဂိုလ်ကစောင့်ကြည့်နေလို့ရှိရင်မြောက်ဤဆော့ပုံတွေမြောက်ဤဖောက်ပြန်ပုံတွေမြောက်ဤအငြိမ်မနေပုံတွေမြင်ရပဲဒီမှာလဲခန္ဓာကိုယ်ကမြောက်ဥပမာထားပြီးယောဂီပုဂ္ဂိုလ်ကမြောက်ရှင်ဥပမာနဲ့အလားတူစွာကြည့်ပေးပြီးဆိုမှဖြင့်ခန္ဓာဤသဘောလောလောကြီးပေါ်လာလိမ့်မယ်ဆိုတာသိသိချာချာမှတ်ပါမှန်ပါဗျာရှင်းမလားရှင်းပါပြီအဲ့ဒီကဲတော့ခန္ဓာဤသဘောလောလောကြီးပေါ်လာပြီဆိုမှဖြင့်ဩဖောက်ပြန်ပြီဩပြည့်စည်နေပြီဩအစားထိုးလာပြန်ပြီဩပြည့်စည်သွားပြန်ပြီဩအစားထိုးလာပြန်ပြီဆိုတာသူ့မှာဒီတစ်ခုပဲရှိတယ်ဥက္ကမောင်ကြီးမှန်ပါအရင်ဖြစ်တာကပြည့်စည်တယ်နောက်အစားထိုးလာတာကပေါ်လာပြန်တယ်ပေါ်လာတာကပြည့်စည်ပြန်တယ်နောက်စားထိုးလာပြန်တယ်ဒါပဲရှိဒကာဓမ္မတွေသဘောပါပြည့်စည်တာရဲ့အစားထိုးတာရဲ့ဒီနှစ်ခုပဲရှိရုပ်ပြည့်ရင်ရုပ်စားထိုးဝေဒနာပြည့်ရင်သင်ညာပြည့်ရင်စေတနာပြည့်ရင်စိတ်ပြည့်သွားရင်ဥက္ကမောင်တို့ကပြတ်တာရဲ့အစားထိုးတာရဲ့ဒီကိုယ်လုံးမှာဖောက်ပြန်ပြည့်စည်ဆိုတာဒီနှစ်ခုပြောဒါလူရင်းလေးမှတ်လိုက်စမ်းပါဒကာဓမ္မတို့ပြတ်တာရဲ့အစားထိုးတာရဲ့ဒါပဲရှိတယ်ခန္ဓာကိုယ်မှာဘယ်လိုများရှိပါလိမ့်ပြတ်တာရဲ့အစားထိုးတာပြတ်တာအိဋ္ဌာအစားထိုးတာသင်္ခါရတို့ကမှတ်လိုက်ပြတ်တာကအစားထိုးတာကဩဒီနှစ်ခုပဲရှိတဲ့ဥစ္စာဒါခန္ဓာကပြောနေတာဥက္ကမောရသူများကပြောတာမှမဟုတ်ဖဲသူကဘယ်လိုပြောတော့ဆိုတော့အနိစ္စတစ်ချက်သင်္ခါရတစ်ချက်အနိစ္စတစ်ချက်သင်္ခါရတစ်ချက်အနိစ္စတစ်ချက်သင်္ခါရတစ်ချက်သူကဒါပဲပြောဒါပဲပြောနေတော့ကိုဘုန်းကြီးဓမ္မတွေကစောင့်ကြည့်နေတဲ့ပုဂ္ဂိုလ်မြောက်စောင့်ကြည့်နေတော့မြောက်ဤဖြစ်စဉ်အလုံးစုံကိုမြင်ရတယ်လို့ခန္ဓာဤဖြစ်စဉ်အလုံးစုံကိုမြင်ရခန္ဓာဤဖြစ်စဉ်အလုံးစုံကိုမြင်ရတော့ကိုဓမ္မတို့သိတဲ့အတိုင်းခန္ဓာကသူ့ဖြစ်စဉ်ကအနိစ္စနဲ့သင်္ခါရလှဲ့သူဖြစ်ခြင်းကဘာလဲအနိစ္စဆိုတာပြည့်စည်သူသင်္ခါရဆိုတာသူပြည့်တဲ့နေရာအစားထိုးတာသင်္ခါရပြည့်စည်သွားတာဒါဖြင့်အနိစ္စဝတ္တသင်္ခါရဆိုတာကြိုက်ဘုရားကြိုက်ပလားပြည့်သွားတာကဘာခေါ်ကြမလဲစောင့်ကြည့်နော်ခဏလေးစောင့်ပြီးတော်ပြီလို့မလုပ်ပါနဲ့သဘောကျလားဖန်ဖန်လေးစောင့်ကြည့်ပေးစမ်းပါလို့ဘုရားရှင်သာရိပုတ္တရာကဟောတယ်နော်